အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ချမ်းမြေ့ MMU channel ကနေကြိုဆိုပါတယ်ကျွန်တော်တို့ဒီနေ့ rating 860ကနေပြီးတော့1000လောက်ထိရောက်အောင်ကစားမယ်လို့ရည်ရထားပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ပထမဆုံးပွဲစဉ်စကစားပါမယ်ကျွန်တော် net position စမယ်ဆိုတော့အစိုက်ဆုံးအဖွင့်ဖြစ်တဲ့ Sicilian နဲ့ပဲစပါမယ်တော့သူ့ရဲ့ရွှေကွက်ကိုစောင့်နေပါတယ်တော့ကြားနေတယ်ဗျကြားနေတယ်ဆိုတော့ကျွန်တော်ပေါ်လုပ်လိုက်ပါမယ်ကဲနောက်တစ်ပွဲထပ်ဆော့ရမယ်ပထမဆုံးပွဲမှာပဲကိုကြီးအလကားချကြွေးပါတယ်စားလိုက်ပါတယ်အဲ့တော့ live ချက်ခုံနာမယ်ဒီဝီရှိုမောင်းထုံးမယ်တော်နေစိတ်ကြီးရလို့ထင်တယ်ဗျတော်တော်တက်ကင်းမိုင်းအောင်တော့အားသာတဲ့ပုံပေါ်တယ်စုကိုတိုက်နေတာပဲကဆယ်ရင်းထားလိုက်မယ်ကဆယ်ဒီရွှေ့ထားလိုက်မယ်နော်ခုံထားမယ်ကျွန်တော်ဒီ night ကိုတိတ်မကြိုက်ဘူးဗျဒီနောက်မှရှိရင်တော့တိတ်မကြိုက်တော့ကျွန်တော် night ကိုခုံပြီးတော့သူလဲလို့ရအောင်တော့သူမဆိုင်တော့ကျွန်တော်စားလိုက်ပါမယ်ဒါတော့ကျွန်တော် night night coin ကောင်းမလားဘယ်အကောင်းဆုံးမှုဖြစ်မလို့ဆိုတော့ဘယ်ရွှေကအကောင်းဆုံးမဖြစ်လဲဆိုတော့ဘယ်ရွှေက
မြင်ချင်းလဲမယ်သူခွင့်ကြတော့တော်တော်နှိမ့်သွားတယ်ပေါ့ဗျာမနက်ကဆိုရင်တော့အဲ့လိုမျိုး planner ကွက်တွေကတော်တော်ယူတတိထားမှာပါဆိုရင်ကျွန်တော်ကဆယ်ပြီးပြထားလိုက်မယ်နော်ဖွင့်စားမယ်ချက်တော့ချက်လိုက်ပါမယ်အော်ဒီပေါ်ဆယ်နဲ့ချက်လို့ရတယ်အဲ့တော့ပြီးတော့ပြီ28တက်ပါတယ်28တက်တယ်ဆိုတော့နောက်တစ်ခါထပ်ဆော့ပါမယ်ဒီစားတာ860ရစားတာနော်ဟို888ဖြစ်သွားတယ်ဆိုဒီ rating 800ဝန်းကျင်မှာအကောင်းဆုံး opening ကတော့ကျွန်တော်တို့ဒီဟို E4 ပေါ့ E4 ကစားလိုက်မယ်ဆိုတော့ကျွန်တော်ဝန်ဆောင်မယ်ကျွန်တော်မျိုးလေးနဲ့ထောက်ထားမယ်ဒီ short line ဖွင့်မယ်တိုင်းအောင်ယူထားမယ်ဆက်စားမယ်နောက်တစ်ခုဆုပ်ထားမယ်သူကဒီပုံးကိုရှေ့တစ်ခွက်ထပ်တက်ပြီးတော့ကျွန်တော် bishop ကိုသွားစရာနေရာမရှိအောင်လုပ်မှာဗျဆိုတော့ကျွန်တော်ဒီပုံးလေးဖွင့်ထားလိုက်ပါမယ်နောက်ဆုပ်ထားမယ်နိုင်ဖန်ကြောင်းဖွင့်ထားပါမယ်ဆက်ရင်းလာမယ်
ကျွန်တော် live ကိုခုထားတယ်ကျွန်တော်ဖွင့်ထားပြီးတော့ဒီ line မှာတခါဒီ short line မှာတခါပွင့်အောင်ပွန်ကွက်တက်တာဆောင်းမယ်ဒါဆိုတော့ကျွန်တော်သူ planner ဖြစ်သွားပြီဗျကျွန်တော်ကွင်းနဲ့စားလို့ရတဲ့အနေထားမှာသူရွှေ့မိသွားတယ်ပေါ့နော်စားလိုက်ပါမယ်ချက်ဒီပုံစားပါမယ်ချက်မယ်ပုံစားမယ်သူရဲ့ရွေးချက်ကတော့ဒီပုံကိုစားပြီးတော့စားခြင်းတဲ့ရွေးချက်ပေါ့နော်ဒါပေမဲ့မရသေးပါဘူးကျွန်တော်ဆက်လိုက်ပါမယ်ချက်မယ်ချက်မယ်ဆိုဒီပြီးရှောင်းနေချက်တော့ပို့ကောင်းပြီးရှောင်းတိုင်းပိတ်မယ်ရှောင်းတိုင်းပိတ်တယ်ဆိုတော့ကျွန်တော်ကကွင်းနဲ့ပြန်ချက်မယ်ပြီးရင်ကွင်းနဲ့ချက် live ပြန်ချက်မယ်ဒီမှာချက်လိုက်မယ်ချက်မယ်ပြီးရှောင်းတိုင်းထုံးမယ်ကျွန်တော် live ခုံထားလိုက်မယ်ဆိုမှချက်လိုက်ပြီဗျသူကွင်းနဲ့စားမရမယ်ဗျမဟုတ်ရင်တော့မိတ်ဖြစ်သွားပြီဗျရှုံးပေးသွားပါတယ်ကိုယ်ကဆက်လေးဖြစ်သွားပြီကျွန်တော်နောက်တစ်ဝက်ထပ်တက်ပါမယ်opening ကတော့ opening တော့သုံးလုံး run နဲ့ဖြစ်နေတယ်ဗျအနေထားမှာကျွန်တော် range ထားလိုက်ပါမယ်ဒီ night ကဒီလာနိုင်တာဒီကောင်လုံးမရဘူးမမြင်ရှိလာတယ်ဗျလာတယ်ဆိုတော့သူက vision နဲ့မြင်ကိုစားမယ်ကျွန်တော် vision နဲ့ပြန်စားရင်သူကဒီပုံရသွားမယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဒီမြင်းကိုဖယ်လို့လည်းမရဘူးဗျဘာလို့လဲဆိုတော့ဒီမြင်းကိုဖယ်လိုက်ရင်သူကဒီကိုလာရောက်လာနိုင်တယ်ဒါပေမဲ့ဘင်းတော့ရှိတယ်
ရတယ်ဗျဒီမြင်းဖယ်လို့ရတယ်တောင်စိုးစီတို့မောင်းထုတ်ထားလို့လည်းရတယ်စိုးစီမောင်းထုတ်ထားလိုက်စိုးစီမောင်းထုတ်ထားလိုက်ရင်စိုးစီမောင်းထုတ်ထားလိုက်ရင်ဘာဖြစ်လဲဆိုတော့ဒီစားမယ်ကျွန်တော်ပြန်စားမယ်ကျွန်တော်ပုံလုံးလုံးရတယ်ဗျဒီနေ့တိုင်းပဲဗျဒီကောင်စားသွားပြီကောင်စားသွားပြီဆိုတော့ကျွန်တော်မြင်နေစားလိုက်မယ်သူနောက်ပြန်ဆုပ်သွားတော့မယ်ဒီကိုဆုပ်မလားဒီကိုတက်လာတယ်ဒီကိုတက်လာတယ်ဆိုရင်ကျွန်တော်ကမနက်ပြန်ဒီလိုမျိုးနေချာကိုတိတ်တော့သဘောမကျဘူးကြာကျွန်တော်သဘောမကျဘူးဆိုတော့နေပေါ့နော်သဘောမကျဘူးဆိုတော့အရင်ဆုံးတော့ငမခုံထားမယ်ပြီးမှကျွန်တော်ဒီပုံးတက်ပြီးတော့လိုက်ကိုမောင်းပြန်ပြီးတော့မောင်းထုတ်မယ်နော်ကျွန်တော်ဒီ line လေးပွင့်ပြီးသားဖြစ်သွားတာရပြီအဲ့ဒီတော့ကျွန်တော်လိုက်ကိုမောင်းထုတ်မယ်လိုက်ကိုမောင်းမယ်ပြန်ဆုပ်သွားပြီဆိုတော့ကျွန်တော်ជីပုံးကို80တန်နဲ့သူကသူမူလနေရာဒီနေရာကိုပြန်ရောက်လာမှာဗျအဲ့ဒီတော့ဘယ်လိုလုပ်မလို့ဆိုတော့ကျွန်တော်ဒီ line ကိုဖွင့်မယ်ဗျကစကူဒီခေါ်ထားမယ်ဘာလို့လဲဆိုတော့သူစားရင်ပြန်စားမယ်သူစားမယ်ဆိုဒီကစနဲ့ပြန်စားလို့ရကျွန်တော်လည်းပြီးခေါ် line နဲ့ထောက်ထားတယ်သူကတော့တက်လာပြီဆိုကျွန်တော်မစားဘူးဗျကျွန်တော်ကတော့ညင်းရလိမ့်မယ်ရှေ့တစ်ခွက်တက်လိုက်မယ်သူပြင်နောက်ဆုတ်သွားပြီပြင်မနောက်ဆုတ်သွားပြီဆိုတော့ကျွန်တော်ကဒီပုံးကိုစားလို့ရမယ်ဒီပုံးကိုစားလို့ရမယ်ကျွန်တော်ဘာလို့ရသေးရောရတယ်ဗျအကောင်းဆုံးရှုပ်ကတော့ကြားထားတဲ့ပုံလုံးပဲယူထားလိုက်မယ်နော်ရှင်းလိုက်တော့ဒီ line ရတယ်ဗျသူကကဲ၍ကျွန်တော်စားလိုက်တဲ့ visual နဲ့စားလိုက်တော့ visual ပြန်ချိန်နေဆိုရင်တော့ကျွန်တော်မြင်ကွက်ကိုဒီကျွန်တော်တို့ C C3 မှာကျွန်တော်တွားပြီးတော့ဒီမှာနဲ့ခွက်ချက်လုပ်ပြီးတော့ကျွန်တော်သူကဆဲရအောင်ပြုလို့ရတယ်
ပွင့်တက်လာပြီဆိုတော့ကျွန်တော်ဒီ line နေဖွင့်ထားမယ်တက်မယ်ပြီးဒီပုံနေဆက်တက်မယ်ဒီ cursor ပြန်ဒီ short ပြန်ခေါ်မယ်ပုံနေတက်လို့ရတယ်ကြတော့ဒီပုံလေးတော့ထပ်တက်လို့မရအောင်တော့ကျွန်တော်ရှေ့တစ်ခုထုတ်ထားအောင်မယ်သူက cursor ကိုဒီဘက်ကိုရွှေ့သွားပြီဗျကျွန်တော်ရဲ့ knife ကိုဒီ C3 ကိုခွန်လိုက်တာနဲ့ဒါကျွန်တော်ဘယ်လိုပဲဖြစ်ဖြစ် power down လုပ်လို့ရတဲ့အနေအထားဖြစ်သွားတာပေါ့ကျွန်တော်ရွှေ့လိုက်ပါမယ်သူကကျွန်တော်က knife နဲ့ဒီ cursor ကိုစားလိုက်မယ်ဆိုရင်သူက cursor ကိုမစားဘဲနဲ့ကျွန်တော် bishop ကိုရင်စားမယ်ဆိုရင်ကျွန်တော်မြင်ကပြန်ထွက်เสียလမ်းမရှိတော့ဘူးဗျကျွန်တော် power နှစ်ကောင်ကျသွားမယ်အနေထားမှာရှိနေတယ်အဲကြတော့အင်းတော့ကျွန်တော်စစ်ကူခေါ်ရမယ်ဗျစစ်ကူခေါ်မယ်ဆိုတော့ကျွန်တော်ဒီမောက်ရွှေ့လိုက်ပါမယ်တော့ကာဆန်နဲ့ဒီမြင်းကိုလာချိန်နေချိန်နေဆိုတော့ကကျွန်တော်ရင်ဆုံးမြင်းကိုပဲရွှေ့ထားလိုက်မယ်ဗျပြီးတော့ဒီရှော့နဲ့ထားပြီးတော့ကွင်းချယ်နဲ့လုပ်လို့ရတယ်ဒီ position ရတော့တာနေပြီလို့ပြောလို့ရတယ်ဗျဘလိုပဲဖြစ်ဖြစ်ပေါ့နော်တာနေပြီလို့ပြောလို့ရတယ်ဒါပေမဲ့သတိထားပြီးကစားရမယ့်အနေထားမှာတော့ရှိနေသေးတယ်အရင်ဆုံးသူရဲ့ကွင်းကိုချက်လိုက်မယ်ပြီးရင်တော့ကျွန်တော်ပုံဆက်တက်မယ်ဗျပုံဆက်တက်မယ်ဆိုတော့ဒီပုံတိုင်ကောင်းမှာဒီပုံတိုင်ကောင်းလားဆိုတော့ဒီပုံတက်ထားလိုက်မယ်ဗျ
မြင်းယူပုံးနဲ့မြင်းယူဘေးမနဲ့စားသွားတယ်ဗျာဆက်တက်မယ်ကွင်းကိုချက်တယ်ကွင်းကိုချက်တယ်ဆိုတော့ပုံးစားထားလိုက်ပါမယ်ကွင်းချက်တာမဟုတ်ဘူးဗျာကွင်းကိုကျွန်တော်ဒီကစိမ်းနဲ့စားလို့ရတယ်ဗျဟုတ်ဗျာအဲ့ဒီမမြင်လိုက်ဘူးနော်ဟုတ်အဲ့ကြတော့ကျွန်တော်ကရင်းကိုစားရင်သူကဒီကိုကောက်ွယ်ခြင်းရသွားမယ်ကျွန်တော်ကဆယ်ကိုပဲစားပါမယ်ရင်းနဲ့ကဆယ်ကျွန်တော်ကဆယ်ကိုရှိထားတယ်သူပုံးတက်လာတယ်ကြတော့ကျွန်တော်ပြင်မကိုရှိလိုက်မယ်ကျွန်တော်ပွဲပြီးသွားပြီဗျဆက်မေးဖြစ်တော့ပြီ939ဖြစ်တော့ပြီတိတ်မလို့